မိဘပြည်သူများရှင်တရုတ်နိုင်ငံယူနန်ပြည်နယ်ကိုရောက်ရှိနေတဲ့ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်နဲ့ကိုယ်စားလှယ်အဖွဲ့ဟာဩဂတ်စ်လ20ရက်နေ့မနက်ပိုင်းကယူနန်ပြည်နယ်ချူကျင်းမြို့မှာရှိတဲ့ဆိုလာစက်ရုံနဲ့တမ်မဏိစက်ရုံကိုတွားရောက်လေ့လာခဲ့ကြပါတယ်။ပထမဆုံးအနေနဲ့ဆိုလာစက်ရုံကိုတွားရောက်လေ့လာရမှာစက်ရုံရှိတာဝန်ရှိသူများကကြိုးဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ဆက်လက်ပြီးစက်ရုံရဲ့လုပ်ငန်းလည်ပတ်မှုတွေကိုလိုက်လံရှင်းလင်းပြသပေးခဲ့တယ်လို့သိရှိလိုသူများကိုလည်းမေးမြန်းစဉ်ဖြေကြားခြင်းများပြုလုပ်ပေးခဲ့ကြပါတယ်။所以到目前呢，实际上我们整个厂房里面分成了2个区域。那我们的西侧区域呢，目前已经开始处于一个试生产的一个阶段。那我们呢，风大的下面一个是他们的，后期我这种风口提高了，可以再下来。对，那我的生产线呢，这个第一条贯通就是从我们刚刚进来的地方到最后我们参观通道的这个末尾，总共长大概就有600米左右。这个都说了，他们这样的嘛，这种的动啊，对于学个巧呢是最高明的去吧。第巧呀是最高明的嘛，就老多这种是从差别到我正啊正到去吧的，那个实际讲大都。အဆိုပါဆိုလာစက်ရုံဟာကမ္ဘာပေါ်မှာတတိယအကြီးဆုံးဆိုလာပြားတွေကိုထုတ်လုပ်ပေးနေတဲ့စက်ရုံဖြစ်ပြီးဝန်ထမ်းအင်အားစုစုပေါင်း1900ခန့်ရှိကထုတ်လုပ်ရေးပိုင်းနဲ့ပစ္စည်းတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာဆိုရင်တော့စက်ရုပ်ပေါင်း800ကျော်နဲ့လောက်ကင်လဲပတ်နေတာဖြစ်တယ်လို့သိရပါတယ်။现在工程师正在做这个 AGV 小车的调试。我们知道的话3年，然后这3年，这安排都是3年。目前这一段应该是正好是对应了这个镀膜段，还属于这种相对目前进度相对滞后一点。其实我们前面的制容是最后一段，它的下顶板已经全部封掉了。实际上呢，我们这个看到的实际上是我的上顶板。公益之乐实现了搭建经营者企业型的双赢局面。积极加强钢铁行业供给侧结构性改革。长流程的钢铁企业，长流程就是长短的长，流程对。全家长这里嘛。原来当时的计划，很多人都不怕。အဲ့နောက်မှာတော့ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်နဲ့ကိုယ်စားလှယ်အဖွဲ့ဟာတမ်မဏိစက်ရုံကိုတွားရောက်လေ့လာခဲ့ကြပြီးစက်ရုံရဲ့တာဝန်ရှိသူများကလုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကိုလိုက်လံရှင်းလင်းပြသပေးခဲ့ကြပါတယ်။这是我们的产品，然后这么多它的工作一继续吧。接下来我们就要生产石钢和那个板材钢板。这么多单边的那个东西，按冰肉、按刀肉一点很多就其他吧。我现在有20年了，有20年，多吧？这个电商的是这样，然后烧锅。这不是想得到的。
它的那个温度有多高？这个是1580度高。哦妈呀！刚才那个高度，刚才前面那个地方是2050度。အဆိုပါတံမဏိစက်ရုံဟာယူနန်ပြည်နယ်ရဲ့တတိယအကြီးဆုံးတံမဏိစက်ရုံဖြစ်ပြီးစတူယန်မီတာ1200အရွယ်အစားရှိတဲ့တန်ရီကျိုးအိုးနှစ်ခုနဲ့လောက်ကင်ဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။စက်ရုံရဲ့ကုန်ကျန်းများဖြစ်တဲ့တန်ကြောင်များကိုတော့တရုတ်ပြည်တွင်အပါအဝင်မြန်မာ၊ဘရာဇီး၊ဩစတြေးလျနိုင်ငံတွေကနေရရှိနေတာဖြစ်ပြီးတစ်နှစ်ကိုတံမဏိတန်ချိန်360ကျော်ထုတ်လုပ်နိုင်တယ်လို့လည်းသိရပါတယ်ရှင်။